ဒီနေ့မှာတော့ရောင်နှံဝင်အနေနဲ့ရောအိမ်မှာလှုပ်စားလို့ရန်ကုန်မှာစားလို့ကောင်းတဲ့အာလူကျော်လုံးလေးတွေကိုစုစည်းပြီးမျှဝေပေးထားတာဖြစ်ပါတယ်။နံပါတ်1အနေနဲ့ကကြတော့ဗောနော်အာလူအပြားလေးတွေကိုကြော်ပြမှာဖြစ်ပါတယ်။အာလူလေးတွေကိုတေချာရေးစီအောင်စီးပြီးတော့သူတို့အားလေးတွေကိုရေစိတ်ထားမယ်ရေခဲလေးစိတ်ရင်လည်းဆင်ပြေပါတယ်။ပြီးပြီဆိုလို့ရှိရင်ခဏပြုတ်လိုက်မယ်9မိနစ်လောက်ပြုတ်လိုက်မယ်ဗောနော်ပြုတ်ပြီးဆိုလို့ရှိရင်အားလေးကိုတ िश ူလေးနဲ့ရေသုံးမယ်ပြီးရင်အပေါ်ကဂျုံကတ်မယ်ဂျုံကတ်ပြီးလို့ရှိရင်စီးဘူးအိုးလေးမှာပြန်ပြီးကြော်မယ်နော်။အရောင်လေးတွေနဲ့ရွှေရောင်တန်းလာပြီးဆိုရင်ရပြီဖြစ်ပါတယ်။ဒါကတော့လုံးဝရောင်နှံဝင်မိုင်းဒီမှာလာမှုဖြုံညိုသိမုံဖြူပြီးတော့ဆင်ပြီးလို့သုံးစားလို့ရပါပြီပေါ့နော်နောက်တနေ့နေနေရတော့ဆိုတော့အာလူချောင်းကျော်ပေါ့နော်အာလူချောင်းကိုမပုံမှန်ရိုးအချောင်းမဟုတ်ဘဲနဲ့ပေါ့နော်ဒါကပြန်ပြီးပြုတ်ပြီးကြော်ထားတဲ့အချောင်းလေးဖြစ်ပါတယ်ဒါလေးတော်တော်လေးကိုမိန်ပါတယ်အာလူကတ်လေးလိုပုံစံမျိုးမှာဒါအချောင်းလေးတို့ကြော်ထားတာဖြစ်ပါတယ်ဒါလေးကြော်ဖို့ဆိုလို့ရှင်တော့ဆိုတော့ဒါလေးကိုအာလူလေးတွေကိုပြုတ်လိုက်မယ်ပြုတ်ပြီးဆိုလို့ရှင်အားလေးကိုခြေမယ်ပေါ့နော်ခြေတော့ခြေမယ်အကုန်လုံးကိုခြေပြီးဆိုလို့ရှင်ဆိုတော့ပြောင်းကုန်မုံလေးစွန်းထည့်မယ်ပေါ့နော်ထမင်းစားစုံနဲ့လေးစွန်းမှာပြောင်းကုန်မုံလေးစွန်းထည့်မယ်စားထည့်မယ်ပြီးလို့ရှင်အကုန်လုံးရောသမမွေသားအောင်ပြန်ပြီးတော့နှံ့နေအောင်နေပေးမှာဖြစ်ပါတယ်အကုန်လုံးနှံ့နေအောင်နေပြီးဆိုလို့ရှင်ဆိုတော့ဒီနေရာမှာပေါ့နော်ရင်းနဲ့ထည့်မယ်ဘာဖြစ်လို့လဲဆိုတော့အကုန်လုံးမကြည်လို့ပေါ့နော်ကြည်သွားအောင်ထည့်မယ်ပေါ့နော်ပြီးဆိုလို့ရှင်ဆိုတော့အိတ်ထဲမှာအကုန်လုံးကိုထည့်လိုက်မယ်ထည့်ပြီးဆိုလို့ရှိရင်ရေခဲတာအေးခံထဲမှာနိုင်ဝက်လောက်ပေါ့နော်မိနစ်20လောက်ခဏအေးခံထားပေးမယ်အေးခံပြီးဆိုလို့ရှိရင်ဆိုတော့ဒါလေးတွေကိုတေချာလေးပုံဖော်ဖို့အတွက်ပေါ့နော်အဲ့လိုမျိုးလေးနည်းနည်းညီသွားအောင်လုပ်လိုက်မယ်ပြီးလို့ရှိရင်ပုံဖော်ပြီးတော့အတုံးလေးလီးမယ်ပေါ့နော်အတုံးလေးလီးပြီးဆိုရင်ဆိုလို့စီပူအိုးလေးမှာစပြီးတော့ကြော်မှာဖြစ်ပါတယ်စီပိုးထဲမှာဒါလေးတွေကိုအပေါ်အောက်ရွှေဝရောင်လေးတန်းလာတဲ့ဒီကြော်ပြရမှာပါအခုကပထမခောက်နေနေပေါ့နော်နည်းနည်းလေးဝင်လာတဲ့ဒီကြော်ပါမယ်ပြီးလို့ရှိရင်နည်းနည်းအေးခံပြီးရနဲ့နောက်တစ်ခေါက်ပြန်ပြီးကြော်တာဖြစ်ပါတယ်နောက်တစ်ခေါက်အခုလိုလေးပြီးတော့မြင်နေရတဲ့အတိုင်းဝင်လာပြီဆိုလို့ရှိရင်တော့သုံးဆောင်လို့ရပါပြီခရမ်းချင်းသီးစော့နေတော့သုံးဆောင်တာများပါတယ်ဒါပေမဲ့အစင်ပြလို့သုံးဆောင်လို့ရပါတယ်ခုနကတော့ပဲမာလာမုတ်ညိုသီးမုတ်ထည့်ပြီးတော့အစင်ပြလို့သုံးဆောင်လို့ရပါပြီတတိယနေ့နေနေရကြတော့ပေါ့နော်ဆိုတော့အားလုံးလေးတွေကိုတေချာလိထားမယ်လိပြီးတော့ချင်းစားစနော်ဟင်းကြုံမုံထည့်ပေးမယ်နော်ထည့်ပြီးလို့ရှင်ဆိုဒါလေးတို့ရောသမမွေအောင်နေလိုက်မယ်ရောသမမွေပြီးဆိုလို့ရှင်ဆိုဒါလေးထည့်ပြီးကြော်မယ်ပေါ့နော်စီရိုးတွေမှာထည့်ပြီးကြော်ပါမယ်ဒါလည်းအာလူပြားကိုမှရိုးတနက်အလွယ်ဆုံးကြော်နည်းဖြစ်ပါတယ်ဒါကပေါ့နော်ခဏတာပေါ့နော်ဆိုဒါလေးတို့အပေါ်အောက်လေးတရားလန်ပေးမယ်အာလူလေးတွေနဲ့ကျွတ်လာပြီဆိုလို့ရှင်ဆိုတော့ဒီပေါ်ကိုကြောက်ဥပြောထားတာပေါ့နော်ကြောက်ဥကဒီမှာ3လုံးထည့်တယ်ပေါ့နော်ကြောက်ဥ3လုံးထည့်ခောက်ထားတာလေးကိုထည့်ပြီးမှဖြစ်ပါတယ်ကြောက်3လုံးခဏလေးထည့်ပြီးလို့ချင်းဆိုတော့အပေါ်အောက်တေချာမွေမယ်ဒါကတော်စားလို့ကောင်းတယ်နော်ဒါလေးကထူးဆန်းတယ်တော်တော်များလုံးမစားဘူးပါဘူးပေါ့နော်လုံးဝအိမ်လို့ပေါ့နော်အိမ်လို့တော်လေးစားလို့ကောင်းတယ်တကယ်မထင်လားလောက်စားလို့ကောင်းပါတယ်လှုပ်စားကြည့်ဖို့လဲမျှော်လင့်ပါတယ် recommend ပေးပါတယ်ရှင်ဆိုတော့စတုဒ္ဒအနည်းနေရကြဘူးနော်လုံးဝရောင်းနှံဝင်တဲ့နီးပါးဒီနေ့ကလည်းလုံးဝစကားပေါက်ပေါ့နော်အားလုံးစကားပေါက်ပါပုံဖော်ရတာလေးနဲ့ဟိုဘက်ကနေတစ်ဖြက်တစ်ဘက်ကနေတစ်ဖြက်လို့ပုံဖော်ပြီးလှီးလိုက်မယ်လှီးပြီးဆိုလို့ချင်းဆိုတော့ဒါဒီနောက်မှာရေစိမ့်မယ်ပေါ့နော်ရေခဲရေစိမ့်နေနဲ့ဆင်ပြေတယ်စားနဲ့ထည့်ပြီးတော့စိမ့်မယ်ပြီးပြီးဆိုရင်ဆိုတော့ကြော်မယ်ပေါ့နော်တခါလဲရွှေရောင်တန်းလာတဲ့အထိကြော်ပေးလိုက်မှာဖြစ်ပါတယ်အလို့ကြော်လေးရတဲ့နေ့တနေ့တော့မတူဘူးဒါပေမဲ့သူကလည်းသူအရန်စားလို့ကောင်းပါတယ်ဒါကပေါ့နောက်ဆုံး9နံပါတ်9နီးပေါ့နော်ဒီနေ့လေးကလည်းအရန်ကိုမှစားလို့ကောင်းပါတယ်တော်လေးကိုမှစားလို့ကောင်းတယ်ပေါ့နော်ရောင်းနှံလေးဒါလေးရလည်းဝင်ပါတယ်နော်ဆိုင်ကြီးတွေမှာတယောက်စားဆိုင်တွေမှာကြော်တဲ့နီးလေးဖြစ်ပါတယ်အလို့လေးတို့အချောင်းလေးတွေအနေတော့ပုံဖော်ပြီးတော့လှီးလိုက်ပါမယ်ကြေစိန်ထားမယ်ပြီးဆိုရင်ခဏပြုတ်လိုက်မယ်ပေါ့နော်ပြုတ်တာလည်းခဏပြုတ်မှာပါပြုတ်ပြီးလို့ချင်းဒါကြဂျုံမုံနဲ့နေမှာပေါ့နော်ဂျုံမုံနဲ့နေမယ်စားနဲ့ထည့်ပြီးနေပြီးလို့ရှိရင်ဒါလေးတွေကိုစီယိုတွေမှာထည့်ပြီးကြော်မယ်ကြော်ပြီးလို့ရှိရင်ဆိုတော့နောက်ထပ်15မိနစ်လောက်အေးခံထားပေးမယ်အေးခံပြီးစားလို့ရပါပြီရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုတိုက်တယ်ဆိုလို့ရှိရင် like and subscribe လုပ်ခဲ့ပေးကြပါဦးနောက်ဗီဒီယိုတွေမှာပြန်ဆောင်ပေးပါကျေးဇူးပါ